မိန်းမတယောက်ကိုလှလို့ကြိုက်တယ်ဆိုတာအမှားဒီမိန်းကလေးကဘလောက်လှပြင်နိုင်မှာလဲဘယ်တော့မှပြင်လို့မဆုံးတော့မိန်းမတယောက်ကိုလှလို့ကြိုက်တာမဟုတ်လို့ဒီတက်လှတာတွေ့လို့ရှင်လဲထက်ကြိုက်မိအောင်ပါပဲတကယ်ကြိုက်ရမှာမိန်းမတယောက်ရဲ့အရေးချင်းသူ့ကိုယ်သူတန်မိုးထားတဲ့မိန်းကလေးသူ့ကိုယ်သူကောင်းကောင်းဆက်ဆံတဲ့မိန်းကလေးအလှပြင်တာထက်တကိုယ်ရည်တန်ရှင်းမှုကိုဦးစားပေးတဲ့မိန်းကလေးဒီလိုမိန်းကလေးမျိုးကိုရွေးချယ်ရမှာလှတာမဲ့လို့ညစာခတ်တာမဟုတ်ဘူးအခုခေတ်မှာကလှတာမဲ့လို့ရှင်ဘဝပါခတ်မယ်